Ooh ee ah, ooh ee ah, ooh ee. Ooh ee ah, ooh ee ah, ooh ee ooh ooh. ဒီအရက်ကြောင့်ပဲကိုတို့ညီကိုနှစ်ယောက်ကွဲခဲ့ရတယ်အဲ့တော့ကိုကအကိုနဲ့ပြန်မတွေ့မချင်းအရက်မတောက်တော့ဘူးလို့ဆုံးဖြတ်ထားတယ် 哦，အခုကဘယ်ရောက်သွား အောက်မှာရက်သွားဝယ် ကိုယ်ပတ်စံကြတန်မိုးရှိပြီးသူများပတ်စံကြတွင်းနေရနှိုက်တယ်ထင်နေသူများတို့ပေါ့မင်းကအလုံးနဲ့လေပတ်စံနေအများကြီးရောက်နေရပဲမင်းကဘောစီမဟုတ်ဝယ်ကြွေး1000 2000 4000 5000လောက်ပါပဲဟုတ်ကဲ့တခုပြောချင်ပါလေမှန်ပါလေ1000 2000ဆိုတာအရင်မများတဲ့ပမာဏတစ်ခုဝယ်လဲကြွေးပါလေခဏခဏဆိုတဲ့အခါမှာတော့ရှာတာတွေကတန်မိုးမရှိတော့သလိုကြီးကျယ်ပြောတာမဟုတ်ပါဘူးအဲ့ဒီလိုရဖို့ခင်ဗျားတို့လိုင်းလေးသုံးဂိမ်းလေးဆော့ပြီးကျူနေတဲ့ချိန်ကျွန်တော်တို့6လောက်တွေနားကျင်ကြိုက်ခဲတဲ့အထိအလုပ်တွေလုပ်နေရတယ်။ခင်ဗျားတို့အိမ်မှာအေးအေးဆေးဆေးနှက်နေတဲ့ချိန်ကျွန်တော်တို့နေပြီးမရှောင်မိုးရွာမရှောင်အလုပ်သွားလုပ်ရတယ်။ကိုမမမှန်ဒေါသတွေထင်းရတဲ့အရာတွေကိုသိခံနေရ။ခင်ဗျားတို့တချင်းလေးတွေနားထောင်ရင်စားကျင်တာတွေစားနေတဲ့ချိန်ကျွန်တော်တို့ဗိုက်စာနေ့လေနားကျင်ရောက်တဲ့အထိလည်းမစားရပဲအားတင်းပြီးတော့အလုပ်ဆက်လုပ်ရတယ်။ခင်ဗျားတို့အေးအေးဆေးဆေးလေးအိမ်နေတဲ့ချိန်ကျွန်တော်တို့မနက်ကနေညဘက်သူများတွေနားချိန်တော့အလုပ်လုပ်နေရတဲ့အခိုက်အတန့်မိတ်ဆွေအလကားရတော့အရာဤကဘာတွေမရှိကိုချင်းစာတတ်ပါမင်းကို KTV လုံးဝမခေါ်နိုင်ဘူးဒီစကားတွေကတင်းမှာပြတ်သားလုံးနဲ့ကွာမင်းရဲ့လုံရက်တရားငါကြီးကိုကွဲသေးနိုင်တယ်မင်းရဲ့စကားတွေကငါ့ကိုအားငယ်သေးတယ်ကွာ